အဲဆိုလို့ရှိရင်အရင်ဆုံးခြေကိုင်းလေးအကိုင်ကိုအရင်ပြမယ်ပေါ့နော်ခြေကိုင်းလေးအကိုင်လေးကအမျိုးမျိုးရှိပါတယ်အခုဒီပေါ့နော် mid cotton pipeline ကိုစထိုးမဲ့အလေးကဒီကတော့ကျူလေးကျူလေးကိုဒီမှာ3နဲ့5ရှိတယ်ပေါ့နော်ဒီ5ကကြတော့သူကကြတော့ဟိုပါပေါ့3ရှိရပေါ့3 mm ရှိရပေါ့နော်အဲ့ဒါနဲ့စထိုးမယ်ပေါ့နော်အဲ့ဒါနဲ့စထိုးတဲ့အခါကြားလို့ရှိရင်ဒီခြေရလေဟိုဘယ်လိုပြောမလဲဆိုတော့ဒီ 5 line တွေကပေါ့နော်အများသောအားဖြင့်ခြေ3 mm အက3 mm 3 mm တန်းနဲ့အဆင်ပြေတယ်ပေါ့နော်အဲ့တက်ကြီးတဲ့ခါကြားလို့ဆိုရင်ဘာဖြစ်မလဲဆိုတော့လေထုံမရတာသွင်းမရတာတွေဖြစ်မယ်ပေါ့နော်အဲ့လိုဆိုတော့အခုဒီ pipeline ကိုကိုင်မယ်ဆိုလို့ရှိရင်ခြေ pipeline mid cotton ကိုင်မယ်ဆိုလို့ရှိရင်အကကြတော့3 mm မှာအဆင်ပြေပါမယ်เนาะအများတော့ဒီကျူလေးနှစ်ဖက်အနဲ့ထိုးမှာပေါ့ကျူလေးနှစ်ဖက်အမှာဆိုလို့ရှိရင်တော့ဒီ3နဲ့5နဲ့2မျိုးရှိတဲ့တဲမှာဒီ5နဲ့ပဲထိုးမှာပဲเนาะတကယ်တမ်းကျတော့3နဲ့5နဲ့ဆိုအဲ့နံပါတ်ကိုပြောထားတာသူ့ရဲ့ဒီ size ကကြတော့3 mm ပဲရှိရပေါ့เนาะ3 mm ဒီဘက်ကကြတော့ 2.5 mm ပေါ့เนาะအဲ့လိုဆိုတော့ဒီဘက်က3 mm နဲ့စထိုးမယ်ပေါ့เนาะအဲ့တော့ဒီ pipeline ကိုအရင်ဆုံးသူတို့တချို့တွေရကြတော့အကင်နေမှာလေအမျိုးမျိုးရှိရကိုကျွမ်းကျင်ရနဲ့ကင်လို့ရတယ်ပေါ့နော်ကိုကျွမ်းကျင်ရနဲ့ကင်လို့ရတယ်ဆိုတော့ကအီမီကကြတော့ဒီအကိုကင်လို့ရှိလို့ရှင်တချို့တွေကဒီလိုဓာတ်ကင်နဲ့ခဲဓာတ်ကင်နဲ့နီးတဲ့ရှိရအီမီကကြတော့ခဲလန်ကင်နဲ့နီးနဲ့ပဲထိုးမယ်ပေါ့နော်အဲ့တော့ဒီခဲလန်ကင်နဲ့နီးနဲ့ပဲစားပြီးတော့ထိုးကြည့်မယ်ပေါ့နော်ခဲလန်ကင်နဲ့နီးဒီလိုနီးလေးနဲ့ပဲထိုးမယ်ပြီးရင်ခြီရကြတော့အရင်ဆုံးလက်တန်းကြားကိုညက်ပြီးွားလို့ရှင်ဒီလက်နှစ်ချောင်းကိုကြောเนาะကြောပြီးွားလို့ရှင်ဒီပြီးရင်လက်မျိုးကနေပြီးတော့ဒီလိုပတ်ပြီးတော့ဒီလိုထုတ်ဒီလိုမျိုးလေးဖြစ်မယ်ပေါ့နော်ဒီလိုလေးကင်မယ်ပေါ့နော်ဒီဘက်မှာစမယ်ပထမဆုံးစမယ်အစကိုစပြီးတော့ထားရမယ်ပေါ့နော်အဲ့ခါကျတော့အဲ့ခါကျတော့အရင်ဆုံးဖွန်မီခွင်းကိုအရင်လုပ်မယ်ပေါ့နော်ဖွန်မီခွင်းအရင်လုပ်မယ်ခြီကိုလက်နဲ့ပတ်လိုက်ပတ်ပြီးွားလို့ရှင်ပတ်ပြီးဒီလိုပတ်ပြီးွားလို့ရှင်ဒီခြီစားပေါ့နော်ခြီအရင်စားကိုဒီခွင်းလေးထဲမှာဒီလိုလေးထည့်နော်အလယ်မှာခွင်းလေးထဲမှာရောက်သွားပြီဆိုလို့ရှင်ဒီလိုပြန်ပြီးတော့ထုတ်နော်ထုတ်ပြီးတော့ဒီဘေးရခြီစားလေးဒီလိုလေးဆွဲလိုက်လို့ရှင်တင်းသွားနော်ပြီးအဲ့ထဲကိုအထက်ပြီးွားလို့ရှင်ဒီလိုလေးဆွဲလိုက်လို့ရှင်အပေါင်းလေးကျင်းသွားလိမ့်မယ်ပေါ့နော်အပေါင်းလေးကျင်းသွားမယ်ပြီးရင်အကိုင်နဲ့ကိုဒီပေါ့နော်ဒီခဲအကိုင်နဲ့အကိုင်လေးနဲ့ကန်ပြီးွားလို့ရှင်လက်တန်းကြားထဲမှာညက်ပြီးလက်ညှိုးနှစ်ချောင်းကိုကြောလက်ကလေးနှစ်ချောင်းကိုကြောပြီးလက်ညှိုးကနေပြီးတော့ပြန်ထုတ်เนาะဒီလိုဖြစ်သွားမယ်ပြီးရင်ဒီအောက်ကအစာလေးကိုဒီလက်ညှိုးနဲ့လက်မနဲ့ထိမ့်မယ်ပေါ့နော်မဟုတ်လက်ကလေးနဲ့လက်မနဲ့ထိမ့်မယ်ပေါ့နော်ဒီအနောက်မှာကဒီလိုမျိုးလေးဖြစ်နေမယ်ပေါ့နော်အဲ့တော့အထဲမှာကအင်မျိုးဖုံမီခွန်းထည့်ပြီးွားပြီဆိုလို့ရှင်ပထမဆုံးတစ်ချက်နှစ်ချက်เนาะနှစ်ချက်သုံးချက်လေးချက်5ချက်6ချက်9ချက်10ချက်9ချက်10ချက်เนาะအဲ့လိုမျိုးစီစီလေးပေါ့နော်စီစီလေးရပါမယ်စီစီလေးမရလို့ရှင်ပြန်ပြီးတော့ထိုးပါเนาะအခြေခံဒီလိုဖုံးမိဒီလိုစီစီညီလေးမရလို့ရှင်အပေါ်မှာတိုင်နေတက်ခါကြားလို့ရှင်လည်းမလှပါဘူးအဲ့တော့ဒီဖုံးမိဒီဟာလေးကိုတေးသေးချာချာကြည့်ပြီးလိုက်လောက်ပေးပါမတိတာရှင်စီစီရနေပြီးတော့လာမင်းလို့ရပါတယ်เนาะကဲပါအားဆိုလို့ရှင်နောက်ပိုင်းနေကြလို့ရှင်ဒီဖုံမီထိုးပြီးပြီဖုံမီစီစီလေးရသွားပြီဆိုတော့မှအင်္ဂလိပ်တိုင်တိုတို့တိုင်လက်တို့တိုင်ရှီတို့စထိုးပါမယ်ပေါ့နော်အဲဆိုနောက်ဗီဒီယိုလေးမှာထွက်တွေ့ပါမယ်အားလုံးဘိုင်ဘိုင်